ဟုတ်ကဲ့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအားပေးနားဆင်နေကြတဲ့ share တဲ့ပရိသတ်ကြီးများအားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်သအပ်ပါတယ်ဒီကနေ့မှာကျွန်တော်ဖတ်ပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့ဗမောဆရာတော်ဘုရားကြီးရဲ့ဘူတုဒဖြစ်ဖွယ်ဇလန်းလေးအကြောင်းကိုဖတ်ပြပေးတော့မှာဖြစ်ပါတယ်ဇလန်းလေးကတော့နှင်းစုသည့်ဥပမာဖြစ်ပါတယ်နာတော်တာဆင်ကြပါခင်ဗျာဗမောဆရာတော်လောင်းလျာရှင်ပန္နိတသည်ပညာအရာ၌လွန်စွာမှလိုလားသောပုဂ္ဂိုလ်ဖြစ်၏လက်တန်းကဗျာဆက်ဆိုရာ၌ဉာဏ်ရွှင်၏ထိုမြသာမကဝိနည်းအရာ၌ပြိုင်ဘက်ကင်းသောသာသနာပိုင်ဘာဂရာဆရာတော်ကြီး၏ဖြတ်ထုံးရေးယဟန်လဲဖြစ်ခဲ့ဘူးပေရာအဆဆအရာရာတွင်အများတကာထက်နှာတဖျားမကတာနေပေတော့သည်ရှင်ပန္တိတမှသည်ဗမောဆရာတော်ဟုအမည်နာမတွင်လာရခြင်းမှာလဲဂုံမောခေဘိုးတော်ဖရာဤမိဖုရားဝေသာလီမင်းသမီးဗမောမျိုးစားဥပောတရာကကျောင်းတိုင်းတိုက်ဆောက်လုပ်လှူဒန်းသည်ဗမောမျိုးစားဥပောတရာကလှူဒန်းသည့်အတွက်ကြောင့်အဆိုပါကျောင်းတိုင်းမှာဗမောကျောင်းတိုက်ဟုအမည်တွင်လာပြီးကျောင်းတိုင်းအဖြစ်သတင်းသုံးသောရှင်ပန္တိတမှာလဲဗမောဆရာတော်ဟုတွင်ခဲ့ခြင်းဖြစ်လေသည်စင်စစ်ဗမောဆရာတော်ဤဇာတိမှာဗမောမြို့နှင့်လုံးဝမပတ်သက်ရှိဗမောဆရာတော်ဖျားကြီးဤထူးခြားထက်မြက်သောစွမ်းရည်များကြောင့်မင်းတို့မင်းကြီးလက်ထက်သို့ရောက်လေသောမင်းကြီးဤပဏိတဝန်တာပိဒဇမဟာဓမ္မရာဇာဓိရာဇာဂုရုဘွယ်တစိတ်တော်ဆက်သခြင်းကိုခံယူရရှိတော်မူခဲ့သည်ဗမောဆရာတော်မှာမင်းတို့မင်းကြီးနှင့်ခင်မင်းရနေသောဆရာတကာဆိုလေမမမင်းကြီးကဆရာတော်အနန္တော်တို့မကြာခဏဖိတ်စံကတ်လူဒန်းပြေးမရှင်းလင်းမကြေလေသည်တို့ကိုမေးမြန်းလျှောက်ထားလေရှိသည်ဤသို့ဘုဒ္ဓဖြစ်ဖွယ်အဖြစ်ဗမောဆရာတော်ဘုံပေးနိုင်စွမ်းရှိပုံကိုတင်ပြရလင်ဆံပြူတစ်ခွက်ရှက်စာကလေးတပိတ်သားဝတ်သားတပိတ်သားဟင်းကြိုစလုံးအကြီး3စလုံးမုံစီကျော်3ချက်နတ်သားငပြောသည်6ဖီးမကြီးဖြိုရီ3ပိတ်သားတို့ကိုတထိုင်နဲ့ကုံအောင်ဘုံပေးနိုင်သောဟူသည်ဒါကတော့ဘုဒ္ဓဖြစ်ဖွယ်ပေါ့တခါတော့မင်းတို့မင်းကြီးဟာဗမောဆရာတော်ဘုရားကြီးအားနန်းတော်ရှိရာသို့ပင်ဖိတ်ပြီးဆွမ်းလုတ်ကျွေး၏ကိစ္စပြည်စည်းလေသောအောက်ပါအတိုင်းမင်းများလျှောက်ထားလေသည်ဆရာတော်ဘုရားဗုဒ္ဓမြတ်စွာဘုရားရှင်ဟာတနေရာထဲမှာတပြိုင်နက်တည်းတရားဟောပါတယ်အဲ့ဒီအခါပုဂ္ဂိုလ်အချို့ဟာတရဏဂုံတီယုံသာတီးပါတယ်တချို့ကြပြန်တော့သောတာပန်တချို့ကြပြန်တော့လဲတကားတကံအနာဂံအစရှိသဖြင့်တီးကြပါတယ်အဲ့ဒီမှာတပည့်တော်တိလိုတာကတပိညုဒဉာဏ်တော်ရှင်ဗုဒ္ဓမြတ်စွာကအလုံးကိုတနေရာတည်းတချိန်တည်းတရားဟောပါလျက်နဲ့တရားနာသူအတူတူချင်းဟာတရားရတဲ့အဆင့်ကြတော့ဘာဖြစ်လို့များမတူကွဲပြားရတယ်ဆိုတာတပည့်တော်မရှင်းလင်းဘူးဖြစ်နေပါတယ်အဲ့ဒီကိစ္စကိုရှင်းလင်းမိန့်ကြားပေးတော်မူပါဖေဟာတကားတော့ရေမြင့်ရှင်မိမ့်မယ်ဆိုရင်လဲမေးတဲ့မေးထိုက်တဲ့ကိစ္စပါပဲတကားတော့ရေမြင့်ရှင်ရှင်းရှင်းလင်းလင်းဖြစ်သွားရလေအောင်ပုံတူပတ်စာကလေးတစ်ခုနဲ့ပမာခိုင်းပြီးရှင်းပြမှဖြစ်လိမ့်မယ်ထင်ပါရဲ့မိန့်ကြားတော်မူပါဗျာဒလို့တကားကြီးရဲ့ရှေ့တုန်းကရွာကလေးတရွာမှာတက်တူရွယ်မြခင်မင်းရင်းနှီးကြတဲ့တငယ်ချင်း2ယောက်ရှိတယ်ပညာသင်ကြားရမယ့်အရွယ်ရောက်လာတော့မိဘတွေကပညာတက်ကလေးတွေဖြစ်အောင်ဆိုပြီးတက္ကသိုလ်ပြည်ကိုလွှတ်လိုက်ပါတဲ့ဒီလိုနဲ့သူတို့ဟာတက္ကသိုလ်ကိုရောက်တော့ဒီတာပေါမောက်ခဆရာကြီးထံမှာ
ပညာရင်တို့တောက်ဆုကြပါတယ်သူတို့ကိုပညာသင်ကြားပေးတာ10ရာတဲ့ဖြစ်ပြီးပညာသင်ကြားပေးတာကလည်းတနေရာတဲ့တစ်ချိန်တည်းမှာတူတူပဲပေါ့အဲ့ဒီနောက်ဗေဒင်ပညာသင်ရိုးကုန်တဲ့အခါမှာတော့သူတို့နှစ်ယောက်ဟာဆရာကြီးကိုခွင့်ပန်ပြီးမိဘရက်ထံပြန်လာခဲ့ကြပါတဲ့လန်ခီကြတော့ရွာကလေးတရွာတွေ့တာနဲ့ခိတ္တခဏဝင်ရောက်နားခိုကြတယ်နားနေခိုက်မှာပဲသူတို့တငယ်ချင်းနှစ်ယောက်ဟာဘေးဒင်အကြောင်းတွေနက္ခတ်အကြောင်းတွေကိုဆွေးနွေးကြတယ်ဆိုပဲအဲ့ဒီဆွေးနွေးတဲ့နေကြတော့အမျိုးသမီးတူသူတို့အပရောက်လာတယ်ငါမောင်တို့ကဘေးဒင်ဆရာတွေလားဘေးဒင်ဆရာတွေအဖြစ်နဲ့တော့မဟုတ်သေးပါဘူးခင်ဗျာကျွန်တော်တို့တငယ်ချင်းနှစ်ယောက်တက္ကသိုလ်ကနေဘေးဒင်ပညာသင်ကြားတက်မြောက်လာကြလို့တယောက်နဲ့တယောက်ဆွေးနွေးဖလှယ်နေကြတာပါဟာဒါဆိုဟန်ကြတာပဲငါမောင်တို့ရဲ့အမကြီးရဲ့ခင်မွန်းတဲ့ကတနေ့တည်းကိုသွားပြီးစီးပွားရှာဖွေရသူပါသူအခုကုံရောင်းကုံဝယ်ထွက်သွားတာလာမနေတော့ဘူးခါတိုင်းဆိုဒီရက်လောက်ဆိုပြန်ရောက်နေကြခုထိလူလဲရောက်မလားအမှားစကားနဲ့လူကြုံပါတာလည်းမရှိဘူးဆိုတော့အမကြီးမှာစိတ်တော့ကရောက်နေရတယ်အဲ့ဒါငါမောင်တို့အနေနဲ့ဘေးဒင်ပညာနဲ့စစ်ဆေးတွက်ချက်ပြီးအမှန်အတိုင်းဟောပေးပါလားကွယ်လက်တင်ဆိုတင်ပါမယ်တကယ်ချင်းတယောက်ဖို့တတိပညာမနေသာဆိုသလိုသူတို့ရဲ့ပညာကိုစမ်းသပ်ရှင်နေတာနဲ့ငိုချင်နေသူကိုလက်လာတို့သလိုမျိုးဖြစ်သွားကြတာပေါ့ဟာအမကြီးရဲ့တောကောက်ရောက်နေသူကိုဖေးကူရမှာကျွန်တော်တို့လူမျိုးရဲ့ဒလိစရိုက်အစစ်အမှန်ပါဘာငွေကြေးလက်လာပါမှတင်စရာမလိုပါဘူးကဲကျွန်တော်တို့တငယ်ချင်းနှစ်ယောက်တွက်ချက်ကြည့်လိုက်ပါဦးမယ်ဒီလိုနဲ့တငယ်ချင်းနှစ်ယောက်မေးတဲ့နာမေးမြန်းပြီးကြောက်တင်မုံကိုစီထုတ်လို့တတောက်တောက်နဲ့တွက်ချက်ကြပါလေရောပထမဆုံးဘေးဒင်ဆရာကပြောရဟောရမှာကတော့စိတ်မကောင်းစရာပါပဲဒါပေမဲ့မတတ်နိုင်ဘူးလေတတဝါတစ်ခုကန်တစ်ခုလို့ဆိုတယ်မဟုတ်လားဘေးဒင်ပညာနဲ့တွက်ချက်ကြည့်လိုက်တဲ့အခါအမကြီးရဲ့ခင်မွန်းတဲ့ကရုတ်တရက်ကွယ်လွန်သွားခဲ့ပါပြီခမညာအိုးဖြစ်ရလေဟဲ့ဟုတ်ပါမလားငါမောင်ရဲ့အဲ့ဒီလိုကာယကံရှင်ကမရှိတင်ခဲ့စိတ်နဲ့ဝိဝါဒစကားကိုဆိုလိုက်လေတော့ဟောချက်မထုတ်ရသေးတဲ့ဒုတိယဘေးဒင်ဆရာကမယုံမရှိပါနဲ့အမကြီးစောစောကကျွန်တော်တငယ်ချင်းဟောကိန်းထုတ်တာအမှန်ပါပဲကျွန်တော်တွက်ချက်ကြည့်လိုက်တဲ့အခါအမကြီးရဲ့ခင်မွန်းတယ်ဟာဒီရွာကိုပြန်အလားဒီရွာရဲ့အရှိတ်မြစ်ကမ်းနဘေးမှာကြားကြိုက်ခံရပြီးရုတ်တရက်တိမ်မသွားရတာပါဆုံးတာကလည်းဒီမနဲ့ကြမှာဆိုတော့အခုနေကျွန်တော်ပြောတဲ့နေရာကိုသွားရှာကြည့်ရင်အလောင်းကိုတွေ့ရပါလိမ့်မယ်ဒီစကားကြားရတော့ကာယကရှင်အမျိုးသမီးလဲဆွေမျိုးသားချင်းတွေရွက်ရွာကအားကောင်းမောင်းတဲ့လူငယ်လူရွယ်တွေကိုစုဝေးစေပြီးဒုတိယဘေးဒင်ဆရာလေးဟောတဲ့နေရာကိုတွားရောက်ရှာဖွေတော့ဟောကြားတဲ့အတိုင်းပဲကွက်တိတွေ့ရှိရပါတယ်အလောင်းကိုတည်ပြီးရွာပြန်ရောက်တဲ့အခါကာယကံရှင်အမျိုးသမီးနဲ့ဆွေမျိုးသားချင်းတွေကဒုတိယဘေးဒင်ဆရာကိုဝိုင်းဝန်းပြီးရှီးမွန်းကြပါတယ်ဒီအတွက်စိတ်แท้ခိုးလူခုလူဖြစ်ပြီးဘဝင်မကြဖြစ်ရသူကတော့ပထမဘေးဒင်ဆရာပါပဲဘယ်နဲ့တရွာတဲ့နေတရေတဲ့တော့တတူရွယ်တူဆရာတယောက်ထဲစီမှာပညာအတူတူသင်ကြားခဲ့ပါလျက်နဲ့တမြောက်ပုံတမြောက်ချင်းကကွာရှားနေတဲ့အတွက်ကြောင့်ပဲပေါ့ဒီတော့မကြေမနက်နဲ့မေးပါလေရောတကယ်ချင်းမင်းကငါ့ထပ်ပို့ပြီးတက်နေတာဟာဆရာကြီးကများမင်းကိုပညာပို့သင်ပေးလိုက်လို့များလားကွာဟာမဟုတ်ရဘူးကွာမင်းနဲ့ငါတို့အတူတူသင်ပေးလိုက်တဲ့ဥစ္စာပဲကိုငါတော့မယုံဘူးကွာကြည်လည်းမကျင့်တတ်ဘူးဆရာကြီးစီပြန်မေးကျင်တယ်အဲ့ဒါမင်းပါလိုက်ခဲ့တဘောပဲလေမေးလိုက်ခဲ့ဆိုလိုက်ခဲ့တာပေါ့ဒီအတွက်တငယ်ချင်းနှစ်ယောက်လဲခရီးရှိမဆက်ဖြစ်တော့ပဲလာခဲ့ရလမ်းအတိုင်းပြန်လှည့်သွားကြတော့တယ်ဒီလိုနဲ့
တက္ကသိုလ်ပြန်ရောက်တဲ့အခါဒေတာပေါမောက်ခဆရာကြီးကိုအကြောင်းစုံပြောပြမေးမြန်းပါတော့တယ်ဒီတော့ဆရာကြီးကအေးကွယ်လောလောဆယ်ငါတပည့်နှစ်ယောက်စလုံးခရီးပန်းလာကြတယ်ဒီတော့နားလိုက်ကြပါဦးမနဲ့စောစောတော့ထားကြဟေးအဲ့ဒီကြရင်ဟောဟိုတပည့်မေးတဲ့အဖြေကိုဆရာကြီးပေးမှာပေါ့ကွယ်လို့ပြောပြီးအဲ့ရဝင်ခိုင်းခဲ့တယ်မိုးတောက်ပြည့်အရုံတက်ရှင်ရင်အရောက်လောက်မှာတော့ဆရာကြီးဟာတပည့်နှစ်ယောက်စလုံးကိုအဲ့ရကနိုးထစေခဲ့တယ်။ကိုင်းတပည့်တို့ဟောဟိုမှာဆရာကြီးအရွယ်တူအိုးကလေးနှလုံးကိုတင်ထားတယ်။တွေ့ကြရဲ့မဟုတ်လား။အဲ့ဒါတစ်လုံးစီယူသွားကြ။ပြီးတော့နဲ့မင်းတို့အပြင်ထွက်ပြီးမြေပေါ်မကျသေးတဲ့နှင်းရည်တွေကိုအဲ့ဒီအိုးထဲကိုထည့်လာခဲ့ကြဟုတ်ပလား။အဲ့ဒါလို့မှားကြလိုက်တာနဲ့ငငယ်နှစ်ယောက်ဟာလဲအိုးတစ်လုံးစီကိုယူပြီးနှင်းတွေတဖွဲဖွဲကျနေတဲ့အပြင်ကိုထွက်ခဲ့ကြတယ်အဲ့ဒီတော့ပထမဘေးရင်ဆရာကသိရွက်တွေပေါ်မှာတင်နေတဲ့၎င်းနှင်းရည်ဆက်တွေကိုတရွက်ရှင်းတစ်ဆက်ရှင်းခါချပြီးအိုးထဲကိုထည့်တယ်ဒုတိယဘေးရင်ဆရာကဘာလုပ်တယ်မှတ်တယ်လဲသူ့ကောင်းမှာပတ်ထားတဲ့ဘဝကိုဖြုတ်ပြီးဖြန့်လိုက်တယ်ဒီနောက်တရွက်တွေပေါ်မြက်ပင်တွေပေါ်မှာတင်ကြမ်းဆူရွှဲနေတဲ့နှင်းတွေအပေါ်ပဝါစလွှမ်းပြီးတင်လိုက်တယ်ဒီအခါနှင်းရည်တွေဟာပဝါကိုစိတ်ဝင်သွားကြတယ်ဒီတော့ပဝါကိုဆွဲယူပြီးအိုးထဲကိုညှစ်ချလိုက်တယ်မကြပါဘူးအိုးထဲမှာနှင်းရည်တွေပြည့်သွားတော့တယ်မိုးတော့အရုံတက်ပြီးနေထွက်လာတော့နှင်းတွေလွင့်ပါပျောက်ကွယ်သွားကြတယ်အဲ့ဒီအခါအိုးကလေးတွေကိုစီကင်ပြီးနှစ်ယောက်သားဆရာကြီးစီပြန်ရောက်လာကြတယ်အိုးတွေကိုအပ်လိုက်ကြတဲ့အခါမှာဒုတိယတပည့်ရဲ့အိုးကနှင်းရည်တွေအပြည့်ပထမတပည့်ရဲ့အိုးမှာကတော့နှင်းရည်တွေပါလီယုံတသားအဲ့ဒီအချိန်မှာပဲဆရာကြီးကကိုင်းငါတပည့်တို့မင်းတို့ဟာဆရာကြီးစီမှာလာပြီးပညာသင်ကြားခဲ့ကြတယ်တင်ကြတော့လဲအတူတူဆရာကြီးသင်ပေးတဲ့ပညာဟာလည်းအတူတူပါပဲအေးဒါပေမဲ့ခံယူတတ်တဲ့ဉာဏ်ရည်ဉာဏ်သွေးအည်အရှင်းကမတူညီပဲကွာရှားသွားတဲ့အတွက်ကြောင့်တမြောက်ပုံချင်းကွာရှားသွားတယ်လို့ဆိုရမှာပါပဲခုပဲမင်းတို့နှင်းရည်တွေစုဆောင်းလာခဲ့ကြတာကြည့်ဘယ်သူကဘာကြောင့်ပိုရတယ်လဲဒါဆိုရှင်းနေပြီပဲကွယ်ဒီတော့မှပထမဗေဒင်ဆရာလဲနားလေသဘောပေါက်သွားပြီးဆရာကြီးကိုရိုသေးစွာကြော့လို့နှစ်ယောက်သားကိုယ့်ရဲ့ကိုယ့်ရွာကိုပြန်လာခဲ့ကြပါတဲ့အဲ့ဒီနှင်းရည်စုဆောင်းတဲ့ပုံမြင်တာတကလေးအတိုင်းပါပဲတကားတော့တရားတော်ဟာအတူတူပါပဲဒါပေမဲ့တရားနာကြားသူချင်းဉာဏ်ဉာဏ်သွေးတွေရှားနာကြသလိုတရားရတာချင်းလဲကွာရှားသွားတာကြောင့်ရရှိတဲ့အစ်စ်နေကွဲပြားသွားရတာပေါ့။ကိုင်းရှင်းပြီမဟုတ်လားတကားတော့ရေမြေရှင်။မှန်ပါရှင်းသွားပါပြီဖေ။ဗမောဆရာတော်ဖျားကြီးဥပမာပေးပုံမြင်ကလေးကတော့ပြက်ကွင်းတက်တဲ့သူထိမှန်သွားလေရော့ထင့်။မင်းတို့မေတရားချင်းနှင့်တကွတရားနာပရိသတ်အပေါင်းအဖို့များစွာမှဘဝင်ကျသွားခဲ့ရပါလေတည်း။ဟုတ်ကဲ့ပါ။ဗမောဆရာတော်ဖျားကြီးအဆုံးမတွေကတော့စာလေးကတော့ဒီမှာနေပြီးဆုံးသွားပြီပေါ့နော်ကျွန်တော်တင်ဆက်သွားတဲ့အထဲမှာအမှားပါရင်ကျွန်တော်ကိုတီးခံနားလဲခွင့်လို့ပေးကြဖို့အထူးပဲမေတ္တာရက်ခံအပ်ပါသည်အားလုံးပဲကိုယ်စိတ်နဲ့ဖျားချမ်းသာချမ်းသာစွာဖြင့်ကောင်းကျိုးလူရဆန္ဒအဝဝပြေဝကြပါစေ